မေလ30ရက်ကနေဇွန်လ3ရက်နေ့အတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံအောက်ပိုင်းကမ်းရိုးတန်းကနေကုန်းလင်းပိုင်းအထိဓာတ်ရိုက်ကန့်လန့်ဖြတ်ဝင်ရောက်လာမယ့်အားကောင်းတဲ့အပူပိုင်းမုန်တိုင်းအနေနဲ့တစ်ခုကိုကျွန်တော်ပြန်လည်မျှဝေပေးပါမယ်။နိုင်ငံတကာမိုးလေဝသစံချိန်စံညွှန်းတွေရဲ့နောက်ဆုံးရမြေပုံများအရာမြန်မာနိုင်ငံပေါ်မှာတက်ရောက်နိုင်ခြေက100%အထိပြနေလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာ။ပထမဆုံးအနေနဲ့မုန်တိုင်းဘယ်လိုရွေ့မလဲဆိုတာကိုသေချာလေးနားထောင်ပေးပါအောင်။မေလ30နဲ့31ရက်နေ့တွေမှာဗဟိုချက်ဟာအေယာဝတီတိုင်းကမ်းရိုးတန်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းခွန်တန်တွဲမြို့အနီးကိုအကောင်းဆုံးအဆင့်နဲ့ဓာတ်ရိုက်စတင်ဝင်ရောက်ပါမယ်။ဇွန်လ1ရက်နဲ့2ရက်နေ့တွေမှာတော့ကုန်းတွင်းပိုင်းကိုဆက်လက်ဝင်လာပြီးပဲခူးတိုင်းရခိုင်ရိုးမတလျှောက်ကနေမြန်မာနိုင်ငံအလဲပိုင်းဖြစ်တဲ့နေပြည်တော်မန္တလေးမကွေးဒေသတွေအထိပါဆက်လက်ရွေ့လျားမှာဖြစ်ပါတယ်။ဇွန်လ3ရက်နေ့မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းမြောက်ဘက်ကိုအားပြော့တဲ့လေပြင်းအားနဲ့ရဝင်းအဖြစ်ရောက်ရှိသွားမှာဖြစ်ပါတယ်။တိုင်းပြည်တစ်ခုလုံးကိုကန့်လန့်ဖြတ်သွားမယ်လမ်းကြောင်းပါခင်ဗျာ။ဒါဆိုရင်မိမိတို့ဒေသအလိုက်ဘာတွေသတိထားရမလဲ။ပထမဆုံးရခိုင်တောင်ပိုင်းအေရဝတီရန်ကုန်မွန်နဲ့ကရင်ပြည်နယ်တွေကမုန်တိုင်းတက်ရောက်မှု100%ဇုံထဲမှာဓာတ်ရိုက်ရှိနေပါတယ်။ပင်လယ်ပြင်မှာမုန်တိုင်းဒီရေမြင့်တက်တာမိုးတက်လေပြင်းတိုက်တာတွေအပြင်ရက်ဆက်မိုးကြီးပြီးရုတ်တရက်ရေကြီးဆန်တာတွေကြုံရနိုင်ပါတယ်။ကမ်းရိုးတန်းကမိဘပြည်သူတွေအနေနဲ့လေပြင်းပေးကိုတတိပြုပြီးအိမ်အမိုးကာတွေကိုကြိုတင်အခိုင်အမာလုပ်ထားကြပါခင်ဗျာ။ဒုတိယအနေနဲ့ပဲခူးတိုင်းနေပြည်တော်ကယားနဲ့ရှမ်းတောင်ဒေသတွေမှာဇွန်လ1ရက်နဲ့2ရက်မှာမုန်တိုင်းဖြစ်မှာပါ။အထူးသဖြင့်ယူမဘေးတစ်လျှောက်မှာအလွန်တဲထန်တဲ့မိုးတွေကြောင့်တောင်ကြားချောင်းရေဆင်းတာနဲ့ကုန်းမြင့်တရားတွေမှာမြေပြိုတဲ့အနေအထားတွေရှိလာနိုင်လို့သတိထားကြပါခင်ဗျာ။တောင်ဆောင်တွေအနီးမှာနေထိုင်သူတွေအထူးသတိပြုပါ။တတိယအနေနဲ့ပုံမှန်မိုးနေတတ်တဲ့မြန်မာနိုင်ငံအလဲပိုင်းမကွေးမန္တလေးနဲ့စကိုင်းကချင်ဒေသတွေမှာပါဇွန်2ရက်နဲ့3ရက်နေ့တွေမှာထူးခြားစွာမိုးကြီးပြီးမြင့်ငယ်ချောင်းငယ်ရေရှမ်းတာစိုက်ပျိုးရေးလယ်ကွင်းတွေရေမြုပ်တာတွေကြုံရနိုင်လို့အခုကတည်းကဆယ်မြောင်းနဲ့ကမ်းမအနီးကလူတွေပြင်ဆင်ထားပါခင်ဗျာအခုလိုဘေးရန်တွေကြုံလာရချိန်မှာအားလုံးပဲလက်တွေ့သုံးချနိုင်ဖို့ဒါလေးတွေကိုအရေးပေါ်ပြင်ဆင်ပေးပါဦးနံပါတ်1ရေဘေးကြုံလာရင်အဓိကခက်ခဲဆုံးကတောက်သုံးရေပြတ်လိုက်တာပါပဲအခုကတည်းကမိသားစုအတွက်တန်ရှင်းတဲ့တောက်သုံးရေတွေကိုအိုးရီပုံးတွေနဲ့အလုံးပိတ်ပြီးကြိုတင်စနစ်တကျတူလောင်ထားပါခင်ဗျာနံပါတ်2အကယ်၍ဘေးလို့ရရွှေ့ပြောင်းလာမယ်ဆိုရင်မိမိတို့ပတ်ဝန်းကျင်ကကလေးတငယ်တွေကိုဝင်ဆောင်မိခင်တွေတက်ကြီးရွယ်တွေနဲ့မတန်ဆွမ်းသူတွေကိုအရင်ဆုံးဦးစားပေးပြီးဘေးကင်းရာအကူအညီရွှေ့ပြောင်းပေးကြပါခင်ဗျာနံပါတ်3အရေးပေါ်ဆွေးဝါးတွေဓာမီတွေဖုံးပါဝါဘက်တွေနဲ့အရေးကြီးစာရွက်စာတမ်းတွေကိုပလက်စတစ်အိတ်နဲ့ထုတ်ပိုးပြီးအဆင်သင့်ပြင်ထားပေးကြပါဦးမိတ်ဆွေတို့ရေတဘာဝဘေးအန္တရာယ်ဆိုတာကြိုတင်သတိပြုပြင်ဆင်နိုင်ရင်အသက်ပေါင်းများစွာကိုကာကွယ်နိုင်ပါတယ်ခင်ဗျာအခုကျွန်တော်ပြပြခဲ့တဲ့အထက်မှာမိမိတို့နေထိုင်တဲ့ဒေသတွေပါဝင်နေလားလက်ရှိမိမိတို့မြို့မှာရာသီဥတုအခြေအနေဘယ်လိုရှိနေလဲဆိုတာကွန်မန့်မှာအချင်းချင်းသတိပေးမျှဝေခဲ့ကြပါဦးနော်ကမ်းရိုးတန်းနဲ့ရေဘေးဆောင်ကဆွေမျိုးတွေသိရှိအောင်လဲဒီဗီဒီယိုလေးကိုမျှဝေပေးကြပါဦးနော်အားလုံးပဲမုန်တိုင်းဘေးကနေကင်းဝေးကြပါစေခင်ဗျာကျွန်တော်ကတော့ဖေတံပါ